ငါဒီနားလေးပဲထားတာပါဘာရှာနေတော့ကရုံးရေငါ့ကိုကူရှာပေးသမ်းမှာချေးတစ်ဖက်ပြောင်းလာအေးပြင်တွားတော့မယ်ဆိုမှဟဲ့ငါစိတ်ရှုပ်တာတော့အေးအမချေးကချေးတစ်ဖက်ပြောင်းနေတာချေးအမဒီမဲ့လေးချေးကမဝတ်ထားရလေဟဲ့ငါဟိုနေတော့ဂိုင်နဲ့ပတ်ဆိုင်ထဲမြန်ထဲမိတာဟုတ်အမဒီမှာချေးကမလည်းမစုံနေလေအမကလည်းဟိုငါဒီချေးကိုပြောနာမဟုတ်ဘူးတစ်ဖက်ပဲပြောင်းနေတာကရုံးရဲ့လည်းမပြောတော့ဘူးအေးဟုတ်ပါအေးချေးလေးတစ်ခုဝတ်တော်ရောပေါ့ချေးတွေအပေါ်လန်နေရှာပြန်ပြီလာခန်းတော့ရှာမယ်ချေးလားမဟုတ်ဘူးငါခန်းနဲ့မဟုတ်ဘူးကရုံးငါပြောငါခန်းနဲ့နေထွက်လာတော့ပါတယ်ပါရလားအေးငါအဲ့ဒါကိုငါတတိထားမိလိုက်တယ်ပါတယ်ဟုတ်တယ်ပါတယ်ဒီတဲ့ပါရလားအေးဟုတ်တယ်မေချေးအပေါ်တစ်ခုပြလိုက်ကရုံးဟိုဘက်တွေသွားရှာပြီးလိုက်မယ်အေးနင်းမျက်လုံးနေတော့ဆိုတော့ရော့ဒီချေးလေးနော်ဘာရောဒီမလေးငါကလေးလေးရဲ့ချေးတစ်ဖက်ပြောင်းနေတာဒီချေးပြောက်လို့အေးဒီချေးပြောင်းနေတယ်ဒီချေးပြောက်လို့နမရှာနာဟုတ်တယ်လေနင်းလေဒီချေးလေးပြောက်ဟုတ်လားအေးချေးရဘာဒီရုပ်ပါဘာလို့ဟောလို့လဲတော့နင်းငါကလေးနဲ့ငါစင်တူဖြစ်အောင်ငါ6တစ်ဖက်ဖြုတ်လိုက်တော့မယ်ပေးငါချေးလေးတော်သူတစ်ဖက်ငါတစ်ဖက်ပဲတော်မင်းဝင်ကြတယ်လို့ရသွားငါနဲ့ငါကလေးနဲ့စင်တူရတယ်ရော့ငါကလေးတစ်ဖက်ငါတစ်ဖက်ပဲ